ထမဆုံးအနေနဲ့ customer ကိုဆက်သွယ်ပြီးတော့မှအသေးစိတ်မေးမြန်းဖို့လိုအပ်ပါတယ်။ဘယ်လိုမျိုးမေးရမလဲ။ဥပမာဒီပစ္စည်းကိုသူဘယ်လိုမျိုးထားသူသိသိတယ်လဲ။သူသုံးပုံသုံးနည်းရောမှန်ရဲ့လား။သူရဲ့အသက်အရွယ်စသဖြင့်ပေါ့နော်။ဒီလိုအချက်တွေမေးဖို့လိုအပ်ပါတယ်။အကယ်၍သူကမဖြစ်ချင်ဘူးဆိုရင်တော့ဆက်မမေးသင့်ပေမဲ့သူကဖြေခဲ့တော့ရှိရင် privacy ကိုလုံးဝလေးစားဖို့တော့လိုပါတယ်။ပြီးတော့ရင်ဘယ် product ရဲ့ lot number မှာဖြစ်တာလဲဆိုတာမေးဖို့လိုတယ်။ပြီးရင်အဲ့ဒီဖြစ်တဲ့ပစ္စည်းလေးကိုရနိုင်မယ်ဆိုရင်နမူနာပြန်ပြီးတော့တောင်းဖို့လိုအပ်ပါတယ်။အကယ်၍ကိုယ့်ဘက်ကမှားဖို့ဖြစ်နိုင်ခြေများတယ်ဆိုရင်တော့ customer ကိုကြိုတောင်းပန်တင်တယ်လို့စုံစမ်းစစ်ဆေးပြီးတဲ့အခါမှာရလဒ်ကိုလည်းပဲဘယ်နည်းအတွင်းမှာပြန်လဲအကြောင်းကြားပေးပါမယ်ဆိုတာလေးကိုတခြားပြောပြဖို့လိုအပ်ပါတယ်။ complaint နဲ့ပတ်သက်ပြီးလိုအပ်တဲ့ information တွေ sample တွေကိုလက်ခံရရှိပြီဆိုတာနဲ့ပထမဆုံးအနေနဲ့ investigation စလုပ်ဖို့လိုအပ်ပါတယ်။အဲ့ဒီမှာသက်ဆိုင်ရာဌာနအကုန်လုံးကပါဝင်ပေးရမှာဖြစ်တယ်လို့ထုတ်လုပ်စဉ်တုန်းကမှတ်သားထားတဲ့အမှတ်တမ်းမှတ်ရများကိုလည်းပြန်လည်စစ်ဆေးရမှာဖြစ်ပါတယ်။ rating sample တွေကိုလည်းပြန်လည်စစ်ဆေးရမှာဖြစ်တယ်လို့ complaint sample ကိုလည်းပဲသတ်မှတ်ထားတဲ့စမ်းသပ်ပုံစမ်းသပ်နည်းတွေနဲ့တေချာစစ်ဆေးပေးရမှာဖြစ်ပါတယ်။အကယ်၍အဲ့ဒီ complaint ကဒီ supplier တဦးနဲ့သက်ဆိုင်နေရဆိုရင်လည်းအဲ့ဒီ supplier ကိုစစ်ဆေးဖို့လိုအပ်ပါတယ်။အဲ့လိုစုံစမ်းစစ်ဆေးတာတွေကအချိန်တစ်ခုအနေနဲ့သတ်မှတ်ပြီးတော့မှပြုလုပ်ပေးရမှာဖြစ်ပါတယ်။အဲ့လို investigation လုပ်ပြီးတဲ့အခါမှာရလာတဲ့ result ပေါ်မူတည်ပြီးတော့မှ corrective action နဲ့ preventive action တွေကိုလှုပ်ဆောင်ပေးရမှာဖြစ်ပါတယ်။ပြီးရင် customer ကိုလည်းပဲပြန်လည်ဆက်သွယ်ပြီးတော့မှအကြောင်းကြားပေးရမှာဖြစ်တယ်လို့